ဒီနေ့ကဝါလေးပြောပြမယ့်အကြောင်းအရာလေးကတော့ဝါလေးစီမှာလေးရဝေဒနာကိုခံစားနေရတဲ့အမားတစ်ယောက်ရဲ့ review လေးပဲဖြစ်ပါတယ်အဲ့အမားတစ်ယောက်ကဝါလေးစီမှာလွန်ခဲ့တဲ့2 လလောက်ကအညာမြေတပူးကိုစမ်းမိလာမှာလိုက်တယ်သူကဘယ်လိုမျိုးစမ်းမိလာမှာလဲဆိုတော့သူကမီးရဝေဒနာကိုခံစားနေအသက်40ကျော်ပဲရှိသေးတယ်48နှစ်49နှစ်အဲ့လောက်ဝန်းကျင်ပဲရှိမယ်လို့ဝါလေးကတော့ခံမှန်းတာပေါ့နော်အရင်ကတော့ပြောလိုက်တာ40ကျော်ပဲရှိသေးတယ်ညီမလေးတဲ့အမကမီးရဝေဒနာကိုခံစားနေရတယ်ဝါလေးတင်လိုက်တဲ့ post တစ်ခုကိုသွားမြင်ပြီးတော့ဆရာမီးစာကြည့်တယ်တပူသူကယောဂကိုအမြန်ပြောင်းချင်တဲ့အတွက်ကြောင့်ဝါလေးပြောတဲ့3စွန်းကိုသူမစားဘဲနဲ့တနေ့5စွန်းအနှုံနဲ့သူစားတယ်ဝါလေးတို့အညာမြေကစိုးကျိုးလုံးဝမရှိဘူးကောင်းကျိုးပဲရှိတဲ့အတွက်ကြောင့်ကိုစားနိုင်တဲ့ပမာဏထက်အရန်လွန်အောင်တော့မစားနဲ့ပေါ့နော်သူကတော့တနေ့3စွန်းစားရမယ့်နေရာမှာသူ5စွန်းလေးစားဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကကောင်းကျိုးကြီးပဲဖြစ်လာတယ်စိုးကျိုးတော့မခံစားရဘူးပေါ့နော်အမပြပြတဲ့ review လေးကတော့သူကအညာမြေ5စွန်းစားတယ်သူကနေ့လေ2စွန်းလောက်သူစားတယ်မနေ့2စွန်းလောက်သူစားညအရောက်ဝင်ဇွန်းသူစားတယ်ပေါ့နော်ဒါပေမဲ့တနေ့5စွန်းလောက်သူစားဖြစ်တယ်တပူးကို10ရက်လောက်နဲ့စားလိုက်တာကုန်သွားတဲ့အတွက်ကြောင့်သူကအဲ့ဒီမီးရက်ဆိုဝါလေးလည်းမခံစားဘူးတော့ဘလို့မျိုးလဲဆိုဝါလေးပြောပြမတက်ဘူးဒါပေမဲ့အိမ်မပြောပြချက်အရာသူကလေမီးရက်ဖြစ်တာအသားရင်မွဲဆောက်သွားတယ်ပိန်ကျပြီးတော့မြက်တွင်းဆိုကိုအရန်အထဲဝင်သွားတယ်ကြည်ရရုပ်ဆိုးလာတယ်အသားရည်ဆိုတော့မဲမွဲချောက်နေရပဲတော့အစားလဲမအိတ်လည်းမပြောဘူးဝါလေးရဲတော့တေချာပြောပြဒီအညာမီတပုသူစားလိုက်ပြီးတော့အသားရည်နည်းနည်းလေးတော့ကောင်းလာတယ်သူစိတ်ထဲမှာခံစားရတယ်ဒါပေမဲ့တခြားတယောက်သူမေးတော့လေပုံမှန်မှာပဲဆိုတော့မယုံဘူးတော့ထပ်ဝေတယ်ဝါလေးစီမှာ2 ဘူးထောက်ဝေအဲ့ချိန်တော့ဝါလေးကလည်းဒီကဖလီနဲ့လုတ်ပေးလိုက်တယ်ဘာဖြစ်လို့ဆိုတော့ဝါလေးမှာဝေတဲ့လူကိုဝါလေးကကူးတူလဲလို့ချင်တယ်တတ်နိုင်တဲ့ဘက်ကဖလီလုတ်ပေးလိုက်တာပေါ့နော်အဲ့ဒါနဲ့ဝါလေးကဘယ်လိုမျိုးလဲမမရေဒီအညာမြေစားလိုက်တာပေါ့နော်ဘယ်လိုခံစားရလဲဆိုတော့နောက်ထပ်2 ဘူးကုန်သွားမှသူကဝါလေးဒီစားလိုက်တာလေးအမအရန်ကိုတတ်တာသွားတယ်ဆိုပြီးတော့သူကပြောတယ်အရန်တတ်တာသွားတယ်နေလို့ထိုင်လို့လည်းမမကကောင်းသွားတယ်တဲ့နောက်အသားရည်မွေး6တာလည်းတတ်တာလာတယ်အိတ်စားဝင်လည်းအိတ်ပျော်လာတယ်အဲ့ဒါသူကပုံမှန်လေးစားပေးလို့ရှိမှာနောက်သူက2 ဘူး3 ဘူးကုန်သွားတယ်သူက3စွန်းပုံမှန်စားပေးလိုက်မိရဲ့ယောဂကိုတတ်တာပြောက်ကင်းနေပြောက်ကင်းစီတယ်ဆိုတဲ့အကြောင်းပေါ့နော်သူကဝါလေးကို review လေးပြန်ပြောပေးအဲ့ဒါကြောင့်လူတိုင်းကောင်းရမယ်လို့တော့ဝါလေးလည်းမဆိုလို့ဘူးဒါပေမဲ့တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်အဲ့အမရဲ့ review လေးကိုတော့ဝါလေးအရန်ကြိုက်တယ်ဝါလေးရောင်းတဲ့ဈေးကကုသိုလ်လေးရောင်းဝန်းလင်းဝါဆိုတဲ့တဘောနဲ့ရောင်းတာပါရှင်ဝါလေးတို့ဒီပစ္စည်းကကောင်းတယ်အမဒါလေးယူအဲ့လိုမျိုးမရအောင်เนาะအရန်ကောင်းတာမို့ဝါလေးဒီအညာမြေကို review ပေးပါတယ်ရှင်မိရဲ့အတွက်လေးပါเนาะ